ညအိတ်မပြောတာမျိုးတွေမကြုံဘူးတဲ့သူမရှိသလောက်ရှားလိုက်မယ်လို့ထင်တယ်ညအိတ်မပြောစီအချင်းရချက်တွေအများကြီးတဲ့မှချက်နဲ့ချက်ကလေးပြောပြမယ်ဒါတင်တို့မှားမဲမသိမှားနေတဲ့အမှုအကျင့်နှစ်ခုနံပါတ်1ကတော်တော်များများကဖြစ်မလာသေးတဲ့ကိစ္စဖြစ်မလာသေးတဲ့အနည်းဥမာဖြစ်မလာသေးတဲ့စိုးရိမ်မှုဒီအတွက်နဲ့ကိုမဟုတ်ညအိယာဝန်ခံနေမှာရှောက်တွေးတတ်တယ်ညအိယာဝန်ခံနေတယ်လားဆိုတော့လည်းမဟုတ်သေးပြန်မိုးလေးကမိုးကြုံမုတ်ကောက်ကလေးတွေးတယ်ရောက်မလာသေးတဲ့ကိစ္စအတွက်ကြိုတင်ပြီးတွေးတာတွေတဘာသူကကိုပြောလိုက်ကိုဘလို့တုံ့ပြန်မယ်ဘလို့လက်စားချေပါမလဲဘလို့လက်စားချေမယ်သူကကိုထက်မြင့်တော့ငါသူ့ဘလို့တိုက်တာအကောင်ကဘလို့တိုက်အဲ့ဒီလိုမျိုးစိတ်တွေတွေးတွေကလည်းပဲညအိယာဝန်ခံနေမှာပဲဖြစ်မိုးလေးကမိုးချုပ်တွေးတယ်ဆိုလို့ရှိရင်တင်တို့မှာစိတ်ဖိစီးမှုဆိုရယ် stress တွေဖြစ်ပြီးတော့ညအနေနဲ့ချက်အိတ်မပြောတဲ့ပြဿနာဖြစ်စေတယ်အဲ့ဒါနဲ့ပတ်သက်နံပါတ်2အချက်ကတော့အရေးကြီးဆုံးပဲဖုန်းသုံးတာအခုခေတ်ကအားလုံးကကလေးလက်ထဲမှာလူကြီးလက်ထဲမှာအဖိုးကြီးဖွားကြီးလက်ထဲမှာတော့စင်ရဲသူစင်ရဲသားလက်ထဲမှာဖုန်းကအနည်းဆုံးတယောက်တစ်လုံးကိုင်နိုင်တယ်ဒီဆိုရှင်မှာပုတ်တယ်သူများပွဲခံတာတွေပုတ်တယ်သူများကြော်ညာတွေပုတ်တယ်သူများအောင်မြင်တာတွေပုတ်တယ်ကြည်တယ်ဒါတွေနဲ့အချင်းကိုအတွက်ဇက်ကမကြည့်နဲ့မဟုတ်ဘူးကြည့်ကျဲတို့တွေကတနေကုန်လှုပ်ကြတယ်ငွေတွေရှာကြတယ်ပြင်မန်းလာတဲ့အခါမှာအနားယူအပန်းဖြေစရာတစ်ခုအနေနဲ့ပဲဒီဖုန်းကိုသုံးရမယ်ဆိုရဲအတိမြန်မာတနိုင်ငံလုံးမသိဘူးသိတဲ့သူလည်းသိတယ်မသိဘူးအကုန်လုံးကိုဝင်ပါဖြားရိုက်ပြီးမပြောဘူးဒါပေမဲ့တော်တော်များများမှားယွင်းစွာသုံးဆွဲနေကြတာကိုပြောပြတာတော်တော်များများအဲ့ရဝန်ခံနေမှာပို့ပြီးသုံးတယ်ဘာလို့တနေကုန်လှုပ်ပင်မန်းလာညအဲ့ရဝန်ခံကြည့်ဒါပေမဲ့တနေကုန်အလုတ်တဲ့သူဖို့ညအဲ့ရဝန်ခံနေမှာကြည့်တဲ့အရာပြဿနာမရှိသေးဘူးဘာလို့လဲသူကတနေ့ကုန်အလုပ်တွေလုပ်လာကညရအောင်မှကြည့်ခဏနေတော့ဒေါင်းတော့အိတ်ချင်သွားအိတ်ပြောတယ်ဒါပေမဲ့လုံးမရှိအကင်မရှိတွေပို့ဆိုတယ်ဘာလို့အဲ့လိုမျိုးချက်ပြောတဲ့စကားလုံးလိုက်တကယ်သူနာကျင်တာပဲဒါပေမဲ့အလုံးမရှိအကင်မရှိမှာခန္ဓာကိုယ်ပင်မန်းစရာတကူမှမရှိဘူးပင်မဖြစ်နေဘူးတက်ဖြစ်နေတော့ခါကြသူခန္ဓာကိုယ်ကအနာပေးဖို့မလိုအပ်ဘူးဒီဖုန်းကိုပဲကြည့်ဖုန်းကိုအာယုံစိုက်တဲ့ဖုန်းတွေကပြတာတဲ့ရုပ်ရှင်တွေကိုကြည့်ရုပ်ရှင်ဆိုတာဖုန်းထဲမှာရုပ်တွေအရှင်နေနဲ့ကစားပြတယ်အခုကျဲလို့ဆိုတော့ပြောကိုဘဝအတွက်မိုတီဖြစ်တဲ့အရာကိုရှောက်လမ်းမဲ့လမ်းအတွက်အကျိုးရှိမဲ့အရာဘလို့ရှောက်လမ်းဘာစီးပွားရေးဘလို့လုပ်ဘသူနဲ့ဘလို့မျိုးစကလုံးလေးတွေပြောရမလဲလူမှုစစ်ဆိုင်ကောင်းအောင်ဘလို့လုပ်ရမလဲကိုယ့်ရဲ့စိတ်တွေထားတတ်အောင်ဘလို့ထားရမလဲဒါမျိုးတွေကိုကြကိုအတွက်အခုမှရောနောင်ရောအကျိုးရှိတဲ့ကိစ္စတွေကိုကြတင်တို့တွေမလုပ်ဘူးမဟုတ်တာတွေအတွက်နဲ့ဟိုနိုင်ငံမှာဘာဖြစ်ပြန်ပြီဒီမျိုးမှာမီးလောင်ပြန်ဟိုရွာမှာလူတက်မှုဖြစ်ပြန်ဟိုမှာမရင်းကိုဓာတ်ဒီတည်နေပဲလိုက်နေတာဂိမ်းနေမစိုးနဲ့မဟုတ်ဘူးဆိုကို့အတွက်အရန်ကြီးအကျိုးမဖြစ်တဲ့အရာတွေအတွက်ဇက်ကားတွေနဲ့အချိန်ကိုချဲတို့လည်းအရင်တော့ဒီလိုပဲကုန်ခဲ့တယ်ဒါပေမဲ့ပြန်စဉ်းစားကြည့်တဲ့အခါမှာဖုန်းက radiation တွေကိုထုတ်တာဖုန်းကထွက်တဲ့ radiation လက်ကိုက်စေတဲ့မျက်စိတွေကိုထိကိုက်စေတယ်အတိုင်းတာတစ်ခုဒီနိုင်ဝက်တနာရပြဿနာမရှိသေးဘူးတနာရကနေကြော်သွားရဆိုလာပဲခန္ဓာကိုယ်ကမလိုက်နိုင်အုံနောက်တွေမလိုက်နိုင်တော့ဆိုင်းပြလာအဲ့လောက်ကြီးထိကြည့်တဲ့အခါမှာညဘလို့အိပ်ပျော်မလဲဖုန်းတွေကခုနပြောတဲ့ရုပ်ရှင်လို့လှုပ်ရှားမှုတွေကကိုယ့်ရဲ့မျက်လုံးထဲမှာစိတ်ကူးထဲမှာအတွေးဖွင့်ထဲမှာပေါ်တယ်ဒါတွေပဲအချိန်ပြည့်ကြည့်ချင်တယ်သူအလောက်ကမရှိဝင်ငွေရတဲ့အလောက်ကသူ့မှာရှိမနေဘူးဒါဆိုစာဝတ်နေရေးအတွက်လည်းမပူပင်ရတဲ့သူတွေအထူးပင်ဖုန်းနဲ့ပို့ပြီးချိန်ကုန်တော့အလုပ်လုပ်ရတဲ့သူကတော့ဖုန်းအကြိုက်မကြည့်နိုင်ဘူးပြစ်ချထားပြီးအလုပ်လုပ်ရသည်ဒါပေမဲ့အလုပ်မရှိစာဝတ်နေရေးအတွက်မယုံကန်ရတဲ့သူကကြပို့ပြီးတော့အားနေတဲ့ကမတော့ပါလို့ဒီဖုန်းနဲ့ပဲချိန်ကုန်ပုံရိပ်ထဲမှာဟိုဘက်နဲ့ကလေးကလှတယ်ဒီမျက်မှန်လေးလူချင်လိုက်တော့8000နေလူချင်လိုက်တာအဲ့လိုအတွေးနေတဲ့ချဲ့ညမအိပ်ပြောတော့နော်အဲ့တော့ကျမတို့ဘာဖြစ်လားအတွေးတွေကပုံရိပ်တွေကလေးရှေ့ကနေအမျိုးဖုန်းထဲမှာလုံးပြကပြနေတဲ့ခါကျကျမတို့အဲ့ပုံရိပ်ကြီးတွေပဲလူချင်နေအာရုံကဘာမှဖြစ်ဘူးသူထက်တန်းတဲ့ဟာကြီးချို့တာအများကြီးသူကြဘလို့ဘွားတွေရှိလိုက်တာငါကြောက်တော့သူကြငါကြနိုင်ရှင်းလာတယ်အတွေးတွေကနေချဲ့လာတဲ့အခါမှာခန္ဓာကိုယ်ညစ်နေမှမသိညစ်နေလာတဲ့ခန္ဓာကိုယ်ကမအိတ်ချင်မှမသိမအိတ်ချင်ပူပြီးတော့တွေးနေချဲ့လေးပူလောင်လေးအိတ်မပြောလေးဂျာကြီးသူ့မရိုက်ပြီးတော့ညအိတ်မပြောတဲ့ပြဿနာညအိတ်မပြောတဲ့ဇက်တုပ်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့တင်တို့တွေညအိတ်မပြောတဲ့ပြဿနာဖြစ်နေလို့ရှင်အခြေလေးအများကြီးတည်းမှာဒီနှစ်ချက်ကလေးကိုအရင်ဆုံးပြုပြင်ပြောင်းလဲကြည့်လိုက်ပါနော်မယုံလို့ကြည့်လိုက်အခုနပြောတဲ့ဖုန်းကလေးလူကြီးလောကမကြည့်နေကွာညဆိုလို့ရှင်ညလေအိတ်မပြောဘူးဆိုပြဿနာတနိုင်ငံလုံးလာမှာမဟုတ်တော့လူချက်ပြောပြစီအဲ့တော့တနိုင်ငံလုံးပြုပြရမယ်နှစ်ချက်
အများကြီးတဲ့နှစ်ချက်ကလေးပဲအရင်ဆုံးပြုပြင်ကြည့်လိုက်ပါအကျင့်စိုးတွေကိုလို့ပြောပြရစီကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကတင့်ကိုရောတနိုင်ငံလုံးအကျိုးရှိလိမ့်မယ်လို့ဝင်ယုံကြည်တယ်အကျိုးရှိရဆိုလို့ရှိရင်တင်တယောက်ပဲသိပြီးမသိသေးတဲ့သူသိအောင်တင့်လိုမျိုးသိအောင်ရှင်းသွားပေးလိုက်ပါလို့ဆက်ပြောပြရစီကျေးဇူးတင်ပါတယ်ကော်ပီလင်းလေးလည်းလုပ်ခဲ့ပါတဲ့တမီးကပြောနေပါတယ်ဟောသေးလေးလည်းပြီးအောင်ပါတဲ့ကဲဟောပေါင်းလေးရော follow လေးရောနှိပ်ခဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် coach ဘောပါဒါကဖြိုးရည်အကောင့်ပိုင်ရှင်ပါရှင်ဂိမ်းပိုင်ရှင်ပါရှင်ဂိမ်းမှာပါရှင်ဘိုင်ဘိုင်